Shared decision making ဆရာဝန်နဲ့လူနာအတူတကွဆုံးဖြတ်ချက်ချခြင်း Shared decision making ဆိုတာကဆရာဝန်နဲ့လူနာတိုင်ပင်ပြီးလူနာအတွက်အကောင်းဆုံးကုသမှုနည်းလမ်းကိုအတူတကွဆုံးဖြတ်ခြင်းဖြစ်ပါတယ်။ဒါဟာအောက်ဖော်ပြပါရှေးရိုးဆွဲနည်းလမ်းနှစ်ခုကြားကချိန်ကြီးချက်တစ်ခုပါဆရာဝန်ကပဲအဓိကဆုံးဖြတ်တဲ့နည်းလမ်းဆရာဝန်ကြီးပဲကောင်းတယ်လို့လုပ်ပေးပါဆိုတဲ့ပုံစံနဲ့လူနာကိုယ်တိုင်ကပဲဆုံးဖြတ်ရတဲ့နည်းလမ်းဆရာဝန်ကအချက်လက်အားလုံးပေးပြီးလူနာကတယောက်တည်းရွေးချယ်ရတဲ့ပုံစံShared decision making မှာတော့ဆရာဝန်ကယောဂဆေးပညာကုသနည်းတွေရဲ့ကောင်းကျိုးဆိုးကျိုးတွေအပေါ်ကျွမ်းကျင်သူလူနာကမိမိရဲ့ဘဝပုံစံယုံကြည်မှုစိုးရိမ်မှုတန်ဖိုးထားမှုအကုန်ကြတွေအပေါ်ကျွမ်းကျင်သူဒီကျွမ်းကျင်သူနှစ်ယောက်ပူးပေါင်းပြီးမှအကောင်းဆုံးဆုံးဖြတ်ချက်ကိုချမှတ်ကြတာပါလူနာရဲ့အခွင့်အရေးနဲ့ရွေးချယ်ပိုင်ခွင့်ကိုလေးစားမှုရှိတယ်လူနာကကုသမှုအကြောင်းပိုနားလည်သွားတယ်ကုသမှုအပေါ်စိတ်ကြည်နက်မှုမြင့်တက်တဲ့ဆုံးဖြတ်ထားတဲ့ကုသမှုကိုပိုပြီးလိုက်နာကျင့်သုံးတဲ့ဆုံးဖြတ်ချက်အတွက်နောက်လိုက်ရခြင်းနဲ့တယ်ဒါကြောင့်ပိုမိုကောင်းမွန်သောရလဒ်တွေဖြစ်ပေါ်စေတယ်ဆရာဝန်လူနာဆက်ဆံရေးပိုမိုခိုင်မာပြီးယုံကြည်မှုနဲ့နားလည်မှုပိုရှိလာတယ် Shared decision making လှုပ်ဆောင်ပုံအဆင့်ဆင့်ရွေးချယ်စရာတွေအကြောင်းဆွေးနွေးပြောပြခြင်းနှင့်ရွေးချယ်စရာများ၏ကောင်းကျိုးဆိုးကျိုးဖြစ်နိုင်ခြေရှင်းပြခြင်းသုံးဆုံးဖြတ်ချက်ချရန်ဆွေးနွေးခြင်းဒီဆွေးနွေးမှုရဲ့အဆုံးမှာတော့ဆရာဝန်နဲ့လူနာနှစ်ဦးတင့်တော်တဲ့ဆုံးဖြတ်ချက်ကိုအတူတကွရောက်ရှိသွားကြတာပါ